ဒီလာပါ ကိုဦးသမီးရဲ့ဒီရအဲ့တော့ရေးပါအဲ့တော့ပါရေးသားမလို့တဲ့ငါပြီးမှယူတော့အဲ့ဒါတွေအိမ်မှာစော့နေတဲ့ခါကျတော့မြာခုနတရားဟောရင်းနဲ့ပြန်ပြေးလိုက်တာတရားဟောနေတာအစွဲလမ်းမပြောလို့ရှင်မကျွတ်ဘူးလို့ဟောတာနဲ့အမေကတရားတော့မပြီးသေးဘူးအမြတော့မဝရသေးဘူးအမေတန်းပြန်ပြေးရဆိုမကျွတ်တော့ဘူးကျွတ်ပါမလားအဲ့ဒါလေးကိုလည်းတည်းကတော့ပြောနေရပဲငါတီလို့ရှင်ဆုံးလည်းမကတ်နဲ့ဘာမှမလုပ်နဲ့ငါမကျွတ်ဘူးလို့ပြောတယ်ဟဲ့လားငါမကျွတ်ဘူးလို့ပြောတယ်အမေအဲ့လိုပြောကိုယ်လည်းမထင်းနဲ့လို့ညီတို့သမီးတွေဒါလေးချင်းနေမြင်းပြီးတော့ကိုယ်တိုင်းညီဟိုကိုယ်အဲ့ချင်းဆုပ်တယ်ငါသမီးဆိုးမှပြဖြစ်သွားမှညီတို့ဟာတွေပြဖြစ်မှာပဲမလိုဘူးလို့ခြေတော့ရင်ခင်းပေးရမှာအမေအဝတ်ဆော်ပေးရမှာအမေရေတောင်းမလားလောက်ကြနေထင်းတောင်းမလားနင်းပြောင်းလားမင်းအဲ့ချင်းထည့်လိုက်တော့မေးလို့မရတဲ့ဒီကမှချင်းလာမဆက်အဲ့ချင်းဆုပ်တယ်လည်းမခံဘူးပြောတာကျွတ်မှလည်းမဟုတ်ဘူးမကျွတ်ရင်ပြောမလားမသိသေးဘူးတရားဝင်တလန်းနဲ့အိမ်ရဗျာဟာအမေပေးသွားဟိုသူများကြီးတော့မပြန်သေးဘူးအမေကပြန်ရောက်လာသူများစိတ်တဲ့အိမ်ပြန်ရောက်တာအမေကခန္ဓာကိုယ်ပါအိမ်ပြန်ရောက်သွားတာကြောက်စရာကောင်းလိုက်တာဒုမေများတော့တကယ်တရားလေးမြပြီးအောင်တော့ထိုင်ပါအောင်တော့ဟောဗိုင်းများနာနေလို့လားအပေါ်လေးများသွားခြင်းလို့လားအောက်မင်းညာဟိုလည်းခဏမပြုံးကြီးပြောခဲ့တာမပြုံးကြီးဦးရငမီးဟိုလည်းခဏသွားလာရှိပြောတယ်နော်ပြောဟိုတရားတွေပါဒီလားတွေပါပြီးတရားတွေပါဟောပြီးတော့ဟိုအကုန်လုံးပြီးပြီးတော့အမေရောကွင်းဘယ်သွားတော့အိမ်နာထဲမှာလာပါတော့ကြာလိုက်လားအောက်မင်းတော့ဟုတ်ဘူးတဲ့မိကအိမ်ပြန်သွားတာလေဟမ်ငါကြာဆိုင်ကနေဖို့ဒီလားတော့မပြီးသေးဘူးညတော့မဝရသေးဘူးပြန်ရောက်တော့ဩသူများတွေကတော့စိတ်နဲ့အိမ်ပြန်ရောက်တာမိကအကြောင်းကြောင့်လည်းဒူခန္ဓာကိုယ်ပါပြန်ရောက်သွားသူ့မိများလည်းဒါဒီထဲမှာအကြီးဆုံးတော့96နှစ်တော့96နှစ်ကလင်းသလားမမင်းနဲ့တော့ပြန်တဲ့လူအောင်ပြန်မလာဘူးသူကပြန်ရောက်လာဒုက္ခပဲအမေတော့မလွယ်တာတကယ်စိတ်မြန်ကိုမြန်ပဲအဲ့လိုမြန်ပဲမှာဒေါ်လာတအားရည်နေတာဟိုငယ်တဲ့လူတော်မှမဆိုဘူးတဲ့ကြီးတဲ့လူကမြင်တော့ပြစ်နေနေခါတယ်ဟိုမယုံတယ်ပြန်လာပြီတဲ့သူတို့ကမပြန်သေးဘူးအမေကပြန်ရောက်နေတယ်ဆိုင်ကလေးလည်းဆိုင်ကလေးမြင်နေတာဆိုင်ကလေးကမြင်တော့ပြပြန်သွားပြီအဲ့ဒါဟိုပေါင်လိုက်တာမင်းတို့ကြီးကကောင်းလိုက်တာလားကွာဟုတ်တယ်တော့ဟာဒီလားယူအောင်တရားနာအောင်အကြောင်းမတက်တော့ကမနေဆွဲပေါ်တာမလီအိမ်ပြန်လိုက်တဲ့ခါကျတော့ဒုံမြန်ပြေးသလားတော့အောင်မရတယ်အဲ့တော့ဆိုမရအဲ့ဟန်းဆောင်တာပေါ့ကြုတ်ရှိကြတော့ကိုတက်နေရလေကိုလားကင်ရောကင်ဟုတ်ပါဘူးကင်ပေးတာဟုတ်တယ်လေကင်လို့ချင်းလည်းမြက်လဲမကြောက်လို့ဆိုကင်ပေးရတာစိတ်မကြောက်လို့ကင်တော့ကိုပြေးလိုက်တဲ့ခါကျလေကားစင်းကလည်းဘယ်လိုဆင်းလိုက်မှမသိဖုံလုံးအောင်မလီလင်းလိုက်တဲ့ပြရှင်ဒီလာပြီးတော့ကြည့်သေးတယ်ကွာအိမ်ပြန်သွားတယ်ဒိုလည်းဒီလာတရားတွေပါလေဟောပြီးတော့အမေကအိမ်ကပြန်ရောက်လာတယ်စိတ်ရောက်တယ်ဒီမှာဒီလာလေးတော့ဖြောင်းဖြောင်းလေးတော့ယူသွားပါသေးတယ်ကလေးတွေစိတ်ဆော့မှကြောက်တာလေဟိုမိမရဲ့ယောက်ျားနဲ့အကျိုးတရားရဝတာတရားဟောနေတာသူကယောက်ျားမကျွတ်နိုင်ဘူးတာမရတိတ်မချလို့ဘာတွေလူဘာတွေလုပ်လို့တို့အဲ့တရားဟောလိုက်တာအမေသတိပေးလိုက်သလိုဖြစ်သွားတယ်အဲ့ရတဲ့မှာငါကျေးသီးလေးထားခဲ့တာငါမေးနေခဲ့တာကလေးတွေဆော့မှကြောက်တယ်ဆိုရွှေလို့ဆွမနေတာခဲ့ပြီအဲ့ဒါအမှမရဘူးကြောင်းဒီလိုက်မှပဲအကျိုးတရားဟောမှာပဲ